အဲ့ဒီတော့စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုလည်းအသိမှတ်မပြုဘူးအမတ်တွေကိုလည်းအန်ဒီရပေးဖို့စိတ်မဝင်စားဘူးမဲယုံဝန်ထမ်းကိုလည်းအာယုံမရှိဘူးမဲမပေးဘဲသာနေလိုပါတယ်ဆိုတဲ့ပြည်သူတွေအနေနဲ့အဲ့ဒီရွေးကောက်ဥပဒေပြဋ္ဌာန်းချက်တွေတဲကဂရုပြုရမယ့်အချက်လေးတွေရှိပါတယ်အဲ့ဒါလေးတွေကိုဂရုစိုက်နေထိုင်လိုက်မယ်ဆိုရင်လာမယ့်အတုအယောင်ရွေးကောက်ပွဲမှာကိုယ်ဆန္ဒရှိသလိုမဲမပေးဘဲအန်ဒီရကင်းကင်းနဲ့ဖြတ်တန်းနိုင်ပါလိမ့်မယ်။နံပါတ်1ရွေးကောက်ဥပဒေတဲကရွေးကောက်ပွဲကာကွယ်ရေးကိုတာဝန်ယူကြမဲ့စစ်ကော်မရှင်ရဲ့လုံခြုံရေးအဖွဲ့တွေအတွက်ထည့်သွင်းထားတဲ့လုပ်ငန်းတာဝန်ဆိုတဲ့ပြဋ္ဌာန်းချက်မှာရွေးကောက်ပွဲကိုထိပါစေနိုင်သည့်ပြည်တွင်းပြည်ပနိုင်ငံတကာအဖွဲ့အစည်းများ၏လှုပ်ရှားမှုများအားစောင့်ကြည့်သတင်းရယူခြင်းအရေးယူဆောင်ရွက်ခြင်းများဆိုတဲ့အပိုက်ဟာပထမဆုံးသတိပြုရမယ့်အချက်ပါပဲအဓိကကတော့ပြည်တွင်းပြည်ပကထုတ်လွှင့်နေတဲ့ online သတင်းစာမျက်နှာတွေကိုစောင့်ကြည့်နေတော့မှာဖြစ်လို့အဲ့ဒီသတင်းစာမျက်နှာတွေရဲ့အောက်ကကွန်မန့်ဘောက်တွေမှာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးနှုတ်မကြုံမိဖို့အရေးကြီးဆုံးပါပဲဒါတွေကိုမျက်စိတောက်ထောက်စောင့်ကြည့်နေတဲ့စစ်ကော်မရှင်ရဲ့အဖွဲ့အစည်းတွေနဲ့လော်ဘီတွေရဲ့အန်ဒီရလဲရှိနေသလိုကို့အတိုင်းဝိုင်းတွေကကြုံတုံးကြောက်ချလိုက်မဟဲ့ဆိုတဲ့မိတ်ဆွေစိုးတွေပတ်ဝန်းကျင်စိုးတွေကိုလည်းရှော့မတွက်ကြဖို့သတိပေးခြင်းပါတယ်ကိုကြည့်မရတဲ့သူဒုက္ခရောက်ရင်ပြီးရောဆိုတဲ့မနာလိုစိတ်ပြင်းပြတဲ့နိုင်ငံသူနိုင်ငံသားတွေဟာဒီတိုင်းပြည်မှာတတ်ကိုရှိတာပါနံပါတ်2ရွေးကောက်ဥပဒေရဲ့အခန်း6မှာတားမြစ်ချက်များဆိုတဲ့အထက်ကရွေးကောက်ပွဲပျက်စီးရာပျက်စီးကြောင်းစီးယုံဟောပြောလှုံ့ဆော်တာရေးသားဖြန့်ဝေတာဆန္ဒပြတာတွေကိုတားမြစ်ထားပါတယ်တူဦး